Hello အားလုံးမင်္ဂလာပါကျွန်တော်ဒုတိယပတ်ဆက်ရှာမယ်သူကြီးကိုခံပါအားလုံးပဲပေါ့နော်နှစ်တစ်မှာစိတ်ချမ်းသာရင်ကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီဝင်ငွေတွေတိုးပါစေကိုချစ်တဲ့လူနဲ့နေနိုင်ပါစေအလုပ်ကိုင်းနေအဆင်ပြေပါစေပျော်ရွှင်ပါစေပေါ့နော်ကျွန်တော်ဆုတောင်းပေးပါတယ်အခုကျွန်တော်ဒီရှေ့ဘက်ကအခွေအရှေ့ဘက်ကနှစ်ခုထုတ်ခဲ့ပေါ့နော်3နှစ်3နဲ့အခွေပူးပါအခွေနဲ့နှစ်ကွန်ပရက်3နှစ်3ပူးပါအခွေကတော့ကျွန်တော်ဒါ channel မှာပါတင်ပေးလိုက်ရပေါ့နော်ကျွန်တော်တို့ premium group ကအစောကြီးဒီ break နဲ့အောင်သွားရတော့ကျွန်တော်အခွေကိုချပြလိုက်တယ်အခွေချပြပြီးနောက်နေ့တစ်ခါရဲ3နှစ်ဆိုပြီးတန်းလာသွားရပေါ့နော်ဒီပြမှာလည်းအဲ့လိုမျိုးမူတွေပုံစံမျိုးတွေတဲကနောက်တစ်ပတ်အတွက်ဆော့မဲ့အောင်ကျွန်တော်ကြိုပြမှာပေါ့နော်ဟိုကကြတော့premium ထုတ်မဲ့ဟာတွေကြိုပြပါပေါ့နော်ဒါပေမဲ့ဒီဟာတွေတော့ premium ထုတ်ချင်မှထုတ်မယ်ပေါ့နော်ဒါပေမဲ့ပြလိုက်ပြီဆိုရင်တော့ထုတ်ချင်မှထုတ်မယ်ပေါ့နော်ပြောချင်တာကဒီလိုပုံစံမျိုးနဲ့ကျွန်တော်ထုတ်ခဲ့တယ်ရှေ့တစ်ဘက်ကရှေ့တစ်ဘက်ကတော့เนาะလုံးဝဟိုဘယ်လိုပြောမလဲပြီးမှပြလိုက်တယ်ပေါ့နော်အခုကတော့ကြိုပြတာပေါ့နော်ကဲကျွန်တော်တစ်ချက်ကြည့်ကြအောင်နော်ဒီမှာအင်္ဂါနေ့မှာအလေတစ်ခွန်ဖြစ်တယ်အလေတစ်ခွန်ပေါ့နော်အလေတစ်ခွန်ဖြစ်ထားရဆိုရင်အားလုံးပေါင်း1 2 3 4 5 6ခွန်10ပင်ရှိရပါတော့10ပင်ရှိတယ်မှာကျွန်တော်တို့ဒါအားလုံးကြိုက်ကြရင်เนาะပတ်တီကျွန်တော်တို့ပတ်တီမစော့ဘူးဒါပေမဲ့ပတ်တီကိုကြည့်ကြည့်မယ်ပေါ့နော်ပတ်တီဒီ3ညပေါ့နော်ကျွန်တော်အခုလောဆယ်တွေ့ရ3ညမစေ3ညဒီမြန်လိမ့်မယ်ပေါ့ဒီအမူရဆိုရင်တော့3ညတစ်လုံးရှိတယ်ပြီးပြီဆိုရင်နောက်က break ပေါ့နော် break က3ည5ခွန် break ပေါ့နော်3ည5ခွန် break ရှိတယ်ဒီမှာဆိုရင်5 break 3ည break ဒီမှာဆိုရင်5 break ခွန် break เนาะနောက်ပိုင်းเนี่ยခွန် break တွေဆင်းလာမြင်ရတယ်3ည5ခွန် break ဆင်းတယ်ဒါကတစ်ချက်ပေါ့နော်နောက်တစ်ခုကြတော့တနေ့နေ့မနေ့မှာ3 break အင်္ဂါနေ့မနေ့မှာ1 break တနေ့နေ့မနေ့မှာ3 break အင်္ဂါမနေ့မှာ1 break အဲ့လိုမျိုးပေါ့နော်ဆင်းထားတဲ့ဟာဆိုရင်သူဒီလဲ3ညပတ်တီအကုန်ဆင်းထားရပေါ့နော်ပြီးရင်3ည5ခွန် break ပြီးရင်ခွန် break 3ည break ခွန် break ဒီမှာဆိုရင်5 break 3ည break ပေါ့နော်အဲ့လို3ည5ခွန် break ရဲ့3ညပတ်တီဆင်းထားတယ်နောက်တစ်မှုဆိုတော့ဒီမှာဆိုရင်အင်္ဂါမနေ့မှာ3ညထိတ်ညနေမှာခွန်ပိတ်ပေါ့နော်အင်္ဂါမနေ့မှာ3ညထိတ်ညနေမှာခွန်ပိတ်ဆင်းထားရပါပေါ့နော်အဲ့ထက်မှဆိုရင်လည်းအဲ့တိုင်းပဲ3ညပတ်တီဆင်းထားရပေါ့နော်ဒီမှာဆိုရင်3ညပတ်တီဆင်းထားတယ်ပြီးပြီဆိုရင်3ည5ခွန် break ဆင်းတယ်5 break ဆင်းတယ်ခွန် break ဆင်းတယ်5 break ဆင်းတယ်နော်ဒီမှာဆိုရင်5ခွန် break တော့ဒါထားပါတော့3ည5ခွန် break ပဲထားလိုက်ပါတော့နော်တခြားမူရင်တူအောင်ဆိုတော့ဒီမှာဆိုရင်လည်း3ညပတ်တီနဲ့3ည5ခွန် break ရှိတယ်ကျွန်တော်ဒီမှာဆိုရင်ပြထားတယ်3မှုရှိရပါတော့3မှုလုံးမှာ3ညပတ်တီရှိရပြီးရင်3ည5ခွန် break ဆင်းမယ်ပေါ့နော်ဒါဒီမူတွေကကျွန်တော်ရွေးထုတ်ပေးလိုက်တဲ့ဟာပေါ့နော် premium ကတော့တခြားဟာတွေလည်းဖြစ်မယ်နောက်ထပ်ရှာမှာပေါ့နော်လောလောဆယ်ဒါလေးတွေ့ရလေးကိုအရင်ဆုံးတင်ပေးလိုက်တာပေါ့နော်ဒါနောက်တစ်ပတ်အတွက်9ရက်နေ့ကနေ9ရက်နေ့ထိပေါ့နော်အားလုံးပဲဒီကျွန်တော်ကူပြရဲမူတွေကနေတစ်ဆင့်အခုပေးလိုက်တဲ့ကဏ္ဍတွေကနေတစ်ဆင့်အမြတ်တွေဒီဘက်မှာရရှိပါစေပေါ့နော်အားလုံးကျေးဇူးပါ